ဖိုးတို့ကခေါင်းကျင်ပြလိုက်ပါတယ်ဆိုင်တကားကိုပိတ်တော့ခတ်ပြီးတဲ့နောက်ညီဖြစ်သူရဲ့စပိန်တော်ကိုခွတက်လိုက်ပါတယ်ဥဖိုးတင်ဟာဘတ်စကားပိုင်ရှင်မြန်မာလူမျိုးတထေးများတွေကတူဖြစ်ပါတယ်ဖိုးတို့ရဲ့ဦးလေးတော်ဆက်ပါတယ်တင်ကြီးစေးရွှေတကုံဖျားငားတဲ့ကြီးရင်လိုင်းကိုပြေးဆွဲတဲ့ချင်းသေးစိတ်ဘတ်စကား၅စီးပိုင်ဆိုင်ပါတယ်ဖိုးတို့ဟာရခင်ကဥဖိုးတင်ရဲ့ချင်းသေးဘတ်စကားလိုက်မှာစပယ်ယာလိုက်ရင်ကားမောင်းတင်ပါတယ်စပယ်ယာတန်း3နှစ်လောက်မှာဘတ်စကားလောကမှာဖိုးတို့ကိုမသိသူမရှိဖြစ်လာခဲ့ပါတယ်လူကလည်းငယ်သလိုလက်ကလည်းရင်လုံးသဖြင့်ထို3နှစ်အတွင်းမှာပင်လူရိုက်မှု6မှုဖြစ်ခဲ့သဖြင့်ဦးလေးဥဖိုးတင်မှအကြိမ်ကြိမ်လိုက်ရှင်းခဲ့ရပါတယ်ချင်းသေးစိတ်လိုင်းဂိတ်ဆာယာနေမြေအပိုင်ဖြစ်သောဗဟန်းရဲစခန်းအချုပ်ဟာဖိုးတို့အတွက်ဒုတိယအိမ်ဖြစ်နေခဲ့ပါတယ်နောက်ဆုံးတော့ထိလွယ်ရှလွယ်သောစပယ်ယာလိုက်ချင်းအလုပ်ကနေဖိုးတို့ကိုအနားခိုင်းလိုက်ပါတယ်မိခင်ဖြစ်သူဒေါ်ချစ်ဘူးနဲ့ညီဖြစ်သူဘာသိန်းတို့က14လမ်းဈေးမှာဈေးရောက်တော့လေဖိုးတို့ကမူဈေးရောက်တာကိုဝါသနာမပါထို့ကြောင့်လမ်းမတော်ဖိုးတို့ဟာလမ်းမတော်တဝိုက်ရှိဂျင်ဝိုင်းများကြက်ဝိုင်းများမှာကျင်လည်ပါတယ်ပုံနာပါထွန်းဒီဟူသောလမ်းမတော်အပိုင်းလူမိုက်ကြီးရဲ့နေမြေမှာလက်ရဲစရဲလူမိုက်ပေါက်စာတယောက်ဖြစ်ဖိုးတို့နာမည်ထွက်လာပါတယ်ဒီနေ့တော့ဖိုးတို့ပြဿနာအကြီးကြီးရှာခဲ့ပြီလာမောင်ဖိုးတို့လာအမေကဘာလို့ဆိုင်အောင်မလာပဲဦးလေးစီရောက်နေတာလေကဲဦးလေးကျွန်တော်ကိုခေါ်ခိုင်းနေဆိုအေးလေဒီမှာမင်းအမေကမင်းသတင်းကြပြီးငါစီရောက်လာလို့ကွာဘယ်လိုဖြစ်တာလဲကွာမင်းလုံးလိုက်တဲ့ကောင်တွေကပုံနာပါထွန်းလူတွေဆိုဟုတ်တယ်ဦးလေးစောစီကျွန်တော်ဆိုင်ရှိလာပြီးမိုက်ကြီးလာခွဲနေတယ်ထလုတ်လိုက်တာပဲ